ဒီနေ့တော့ဂိုင်ဂိုင်စုကြည်ရဲ့ feedback ကပေဝမ်းလာရထုံးစံတိုင်းကျွန်တော်တော့ mount flat ပဲဖြစ်ပါတယ်ဒီနေ့ရောဗျာဒိုင်းမို့ကျွန်တော်400ကျော်ထည့်လိုက်ပေါ့အဲ့ဒါနဲ့ကျွန်တော်တန်တော်ဆွဲလိုက်မယ်ဘာလို့ဆိုရင် feedback ကလည်းထည့်ရအောင်မယ်ပေါ့ကျွန်တော်အရင်တော့ဖောက်ဘူးတဲ့အတွက်ဒီ KF တွေပါတယ်ကျွန်တော်မှရှိရဲအဲ့တော့ကျွန်တော်ထပ်ပေါက်တော့လဲထည့်ရပါတယ်အမှကျွန်တော် feedback ကတကယ်ယူလိုက်မယ်နောက်ပြီးဟိုမှာ feedback က29ကရမယ်ဆိုတော့ဒေါ်30စုစုပေါင်းဒေါ်အရေအတွက်ကတော်တော်လေးများပါတယ်အဲ့ကျွန်တော်ဒါတွေအကုန်လုံးယူလိုက်မယ်ပေါ့နော်ယူပြီးသွားပြီဆိုတော့သွားဖောက်မယ်ထပ်ပြီးတော့ဘာတွေပေါအောင်မလဲဆိုတော့အားလုံးတူတူကြည့်ကြတာပေါ့ဗျာအရင်ဆုံးကျွန်တော်ပြောချင်တာတခုရှိရတော့ပေ2ကြလို့ရှိရင်တော့စကင်တကောင်ရောက်သွားကျင်းတွေပေါ့ရှိသွားပြီပေါ့အဲ့တော့ကျွန်တော်KF တခုရတယ်အဲ့ဒါတော့မရှိသေးဘူးနော်ခုနကကျွန်တော်ဖောက်တော့ဆိုရင်ဒီ emote တွေဘာတွေညာတွေတာတကာတွေပဲရတာအခုကတော့ KF ရရဆိုမစိုးလို့ပြောလို့ရတယ်နောက်ထပ် drone 20ကျန်ဦးမယ်လိုင်းကြာသွားတယ် sorry ခဏလေးစောင့်ပြီးအောင်ဗျာကျွန်တော်လည်းရင်းနေခုံနေအဲ့တော့သွားပြန်လှည့်မယ်ပေါ့နော်သွားပြန်လှည့်မယ်ဆိုတော့တန်တော်ပဲထပ်လှည့်ရမယ်ဆိုတော့ကျွန်တော်တန်တော်ပဲထပ်ဆွဲလိုက်တော့မယ်တန်တော်ထပ်ဆွဲရဲ့အခါမှာလေပေါက်ပြီးသားအဲ့ဒါနဲ့ဆိုရင်နှစ်ခါရှိပြီပေါ့နော်နှစ်ခါရှိပါတယ်45ကက်ရတယ်မစိုးလို့ပြောလို့ရတယ်ဒီတစ်ခေါက်တော့မောင်ဖလက်တိုနဲ့ဂိုင်ဂိုင်စုကြည် event အကျိုးပေးရလို့ပြောလို့ရမှာပေါ့အဲ့တော့ line ရပြောက်သွားပြန်ပြီဒီမှာ line နေရမကောင်းဘူးရပြင် line ရလည်းမရဘူးအဲ့ဒါကြောင့်အဲ့တော့ထပ်ပြီးတော့ပဲတန်တော်ထပ်ဆွဲပြီးတော့ဗျာကွန်ကတော့600နဲ့ဆက်တော်ရပြီဗျာဒိုင်းမွန်းထပ်ထည့်ပြီးတော့လှည့်လို့လည်းရတယ်ဒါပေမဲ့ကျွန်တော်မလှည့်တော့ဘူးပေါ့နော်အားလုံးပဲဗီဒီယိုလေး